ရှိက passive vista ကမှတကယ်ကူမာအစ်စ်ဆိုတာကိုသူ့စိတ်ထဲကသိရှိနေပါတယ်ကူမာကအသက်ရှင်နေသေးရလားရိုနိုဝါလို့ခေါ်လိုက်ပါတယ်ကူမာကသူ့ရဲ့လက်ကိုချွတ်လိုက်ပြီးတော့ခရီးထွားမယ်ဆိုရင်ဘယ်နေရာကိုများတွားကျင်တယ်လို့ဇိုးကိုမေးလိုက်ပါတယ်ဦးစောကလည်းဒီနေရာကအမြန်ထွက်သွားဖို့ဇိုးကိုပြောနေတော့မှပဲဇိုးကကူမာရဲ့လက်နဲ့ပုတ်ချတာကိုခံလိုက်ရပြီးတော့လေထဲမှာပျောက်ပြေးသွားခဲ့ပါပြီဒါကိုတေချာကြီးမြင်လိုက်ရတဲ့ဦးစောလည်းအတော်လေးကိုရှော့ရသွားပါတော့တယ်ဦးစောဟာဇိုးရုပ်ရည်ကြီးဆိုလို့ပျောက်ကွယ်သွားတော့ဒေါသကြီးထွန်းနေခဲ့ပြီးတော့ကူမကိုအော်ဟစ်နေခဲ့ပါတယ်လူစီကလည်းပျောက်ကွယ်သွားတဲ့တငယ်ချင်းကြီးဆိုကိုအော်ခေါ်နေပြီးတော့ဘာမှမလုပ်နိုင်ဖြစ်နေတဲ့အချိန်မှာပဲအတိစိတ်တွေတို့နေတဲ့ချော်ပါကလာတိုက်ခိုက်နေရကြမလို့ရောဘင်ကလူဖီကိုခေါ်ထုတ်ပေးနေရပါတယ်ဘာလို့မျိုးကူမကဒီနေရာကိုရှောင်းနေရအောင်ဒီလိုက်ရတဲ့ခေစာဦးလေဒါကြောင့်ပေတရမြဝေကိုယုံကြည်လို့မရရလို့ပြောနေခဲ့ပါတယ်နာမီကလည်းချွေလာဘက်မှာတော့ဖာရိုနာကိုကူမာတို့မျိုးပုံစံတူလုပ်ခဲ့မှုပြီးတော့တစ်သက်လုံးပြန်မလာနိုင်တော့အောင်ပြင်မှုရဲ့အကြောင်းပြောပြလိုက်ပါတယ်။ဇိုးဘယ်ပြောက်သွားလဲဆိုတာကိုလူပြီးကစန်တိုမာကိုမေးလိုက်တဲ့အခါကူမာရဲ့ပုံကန်ထုံးခံလိုက်ရတဲ့သူက3ရက်3ညတိတိကောင်းကင်ထက်မှပြန်ဝဲနေမှာဖြစ်ပြီးတော့ဘယ်နေရာကိုပို့ဆောင်ခံလိုက်ရတယ်ဆိုတာကိုတော့ကူမာကိုယ်တိုင်ပဲသိမှာဖြစ်ပါတယ်။ဒီကျွန်းမှာချက်ချင်းပြန်တွေ့နိုင်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ပဲနဲ့ပင်လေတစ်ဖက်ချမ်းမှာလည်းဖြစ်သွားနေတယ်လို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့သူကရမ်းတန်သွားပြီးတော့ဦးစောကလည်းဇိုးကိုဘယ်ကိုပို့လိုက်တာလဲလို့ကူမာကိုမေးနေတယ်ပါတယ်။ကူမာကဦးစောစီကိုလမ်းချင်းလမ်းလာနေတဲ့အခါအောက်က PS1 ကလည်းဒီစာဘင်းနဲ့ပြစ်ဖို့လုပ်ပါတယ်။ကူမာကသူ့လမ်းကိုဝင်ရှုပ်တယ်ဆိုပြီးတော့ရှားမှရှိနေတဲ့ PS1 ကိုပါဖျောက်လိုက်ပါတော့တယ်။စန်တိုမာကလည်းကိုဘက်ကလူတွေကိုဘာတွေလုပ်နေရလဲလို့တန်းအောင်လိုက်ပါတယ်။ကူမာဟာဦးစောတို့ကပါဖျောက်ပြဖို့ကြိုးစားနေရကိုသိနေရတဲ့သူတွေအားလုံးကိုအရှင်ပြေးဖို့ပြောလိုက်ပြီးတော့ကျန်တာကိုအစင်ပြေတော့မှစပ်ပြီးစဉ်းစားကြမယ်လို့အော်ဟစ်လိုက်ပါတယ်။စန်ကြီးဟာခြေထောက်ထိထားလို့မပြေးနိုင်တဲ့အခါဦးစောကတွဲကူပေးနေရတော့မှပဲကူမာကဘလော့ကိုပါထပ်ဖြောက်ပစ်လိုက်ပါတော့တယ်။စန်ကြီးလည်းတငယ်ချင်းတွေ2ယောက်တော့မှပျောက်ဆုံးသွားပြီမို့လို့ကူမာကိုပြန်တိုက်ခိုက်ဖို့လုပ်တဲ့အခါကူမာရဲ့ဖုန်းနဲ့စန်ကြီးတဲ့တွင်းထွက်သွားခဲ့ပါပြီ။ဦးစောလည်းကြောင်လုံးလို့ Flame Star တွေနဲ့ကူမာကိုဇက်တိုက်ပစ်နေပြီ။ကူမာရဲ့လက်နဲ့ထိလိုက်ရုံနဲ့ဦးစောလည်းပျောက်ကွယ်သွားခဲ့ပါတယ်။လူပီဟာကျန်တဲ့တငယ်ချင်းတွေကိုဘာမှမလုပ်ပဲပြေးဖို့တာအော်ပြောနေရင်စန်ကြီးကဆက်ပြီးတော့တိုက်ခိုက်ဖို့ထပ်သွားတဲ့အခါစန်ကြီးကိုပါကူမာကဖျောက်လိုက်ပါပြီ။ရွေးလီလည်းကြောခက်တွေဒီလိုဖြစ်နေရအောင်သိနေခဲ့ပေမဲ့ခေစာဦးနဲ့ထိတ်တိုက်ရင်ဆိုင်နေရကြဘူးလို့ဘာမှကူညီလို့မရဖြစ်နေခဲ့ပါတယ်။ရှစ်တဲ့အတ်မပဲတယောက်ကိုလည်းတားဆီးနေရတာကိုလောဘထက်ကြီးကျင်နေသေးရလားလို့ခေစာဦးကလည်းပြောလိုက်ပါတယ်။ဒါလိုနဲ့ရှုပ်တဲ့ရွေးလီနာကိုကူမာကရှောက်လာပြီးတော့အခုခုတီးတိုးပြောဆိုလိုက်ပါတယ်။ကူမာရဲ့စကားတွေကိုယုံကြည်ပေးဖို့ပြောနေရလားလို့ဝေဒီကမေးလိုက်တဲ့အခါကူမာကတော့သူကအခြေအနေတစ်ခုကြောင့်ဒီလိုလုပ်လိုက်ရတာမဟုတ်လို့ယုံကျင်တဲ့ယုံမယုံကျင်တဲ့နေလို့သာပြန်ပြောလိုက်ပါတယ်။ခေစာဦးကဒါဘာသဘောလဲလို့ကူမာကိုမေးလိုက်တော့အခုအချိန်ကအစိုးရကအမိန့်ပေးထားတဲ့အချိန်လည်းမဟုတ်တာကြောင့်မလို့ရှင်းတဲ့နဲ့လည်းတင်းမြတ်စွာနေခိုင်းစရာမလိုပါကြောင်းဒီမေးခွန်းကိုလည်းမဖြေနိုင်ဘူးလို့ဆိုပါတယ်။လူပီတယောက်ကတော့အရန်ကိုတွေးဆနေပြီးတော့စကန်ဂီယာကိုစာတုံးလိုက်ပါတော့။ဖရန်ကီလည်းနာမီကိုဆွဲခေါ်ပြီးတော့ပြေးဖို့လုပ်တဲ့အခါကူမာကချက်ချင်းဆိုလို့နာမီကိုနားကိုရှောက်လာပါတော့တယ်။လူပီကကူမာကိုဒေါသကြီးနဲ့တိုက်ခိုက်နေတယ်။ကူမာရဲ့ဖောတွေကြောင့်တိုက်ကွက်တွေကလုံးဝမတိုးဖြစ်နေခဲ့ပါပြီ။ဒါတို့နဲ့ဖရန်ကီနဲ့နာမီကိုပါထပ်ပြီးတော့ဖျောက်ပစ်လိုက်ပါတော့တယ်။လူပီဟာသူ့ရဲ့တငယ်ချင်းတွေတယောက်ပြီးယောက်ပျောက်ဆုံးသွားနေပြီးဒေါသတွေကပိုထွက်နေဖြစ်နေပြီးတော့ကူမာကတော့ချော်ပါကိုပါထပ်ဖျောက်ပစ်လိုက်ပါပြီ။နောက်ဆုံးကြံရှိနေတဲ့ Robin စီကိုလည်းကူမာဟာတလန်းချင်းရှောက်လန်းလာနေပြီးတော့လူကြီးလည်းနောက်ဆုံးကြံနေတဲ့ Robin ကိုအပြေးလိုက်တားဆီးပေမဲ့ကူမာရဲ့အရှင်ကိုလိုက်မမီရကြဘူးလို့ Robin မှာပျောက်ဆုံးသွားခဲ့ရပါတယ်။လူပီဟာတငယ်ချင်းတွေကတယောက်ကိုမှမကာဝယ်ပေးနိုင်ခဲ့လို့တော်လေးကိုနာကျင်ခံစားနေကြရပါတယ်။လူပီကသူ့ရဲ့တငယ်ချင်းတွေတယောက်ချင်းစီတိုင်းရဲ့အမှတ်တရတွေစွန်စားငန်းတွေအတူတူတွာလာခဲ့ရတယ်လို့အခုချင်းစီပြန်တွေးတော့နေမိခဲ့ပါတယ်။